အာနာချင်းဟောင်းနေဝင်အာနာချင်းဟောင်းတန်းရွှေအခုလက်ရှိတမရာယူနေတဲ့အာနာယူမလာပြည်တော်သူကြီးမပြိုခွဲအောင်သူတို့ထိမ့်သိမ့်ကာကွယ်စောင့်ရှောက်လာတယ်ဆိုတဲ့သဘောတော့သူဆိုလိုတာကတော့နော်ဒီပြည်တော်သူကြီးမပြိုခွဲအောင်သူတို့ထိမ့်သိမ့်ကာကွယ်စောင့်ရှောက်လာတယ်ဆိုတဲ့သဘောပေါ့သူဆိုလိုတာကနေပြည်တော်မှာပြည်တော်သူဗိမ္မာန်ကြီးတိဆောက်ပြီးတော့သူတို့ရဲ့ရုပ်ထုတွေကိုထားရှိမယ်ပေါ့အဲ့လိုသတင်းတွေလည်းထွက်နေတယ်သူတို့ရဲ့ရုပ်ထုတွေထားရှိမဲ့ပေါ့ကျွန်တော်အမြင်ပြောရင်လည်းကျွန်တော်ကတော့သဘောကျတယ်လက်ခံတယ်သဘောကျတယ်ဒီသူဆိုလိုတာကတော့သူတို့ရဲ့ရုပ်ထုတွေထားရှိပြီးတော့နောင်လာနောက်သားတွေလည်းသိရှိအောင်ပေါ့ပြည်သူတွေလည်းဂါရဝပြုလို့ရအောင်ပေါ့နောင်လာနောက်သားတွေလည်းဂါရဝပြုလို့ရအောင်ပေါ့သူဆိုလိုတာသူတို့ရဲ့ရုပ်ထုတွေထားရှိမယ်ပေါ့မာလာဆောက်ယူမင်းကလေပြည်သူတွေဂါရဝအပြုတော်တော်ခံကျင်တာပဲเนาะတော်တော်ခံကျင်တာပဲမပူနဲ့မာလာမင်းတို့လေပြည်သူတွေကဂါရဝအပြည့်ဝဂါရဝပြုမှာနောင်လာနောက်သားတွေကလည်းမင်းတို့ဂါရဝအပြည့်ဝပြုပေးမှာเนาะကောင်းခြင်းပြုတော့မဟုတ်ဘူးကွာเนาะကောင်းခြင်းဂါရဝပြုတော့မဟုတ်ဘူးမင်းတို့ရဲ့သားတွေကိုကိုထိလက်ရောက်မရရတဲ့အတွက်ကြောင့်မင်းတို့ရဲ့ရုပ်ထုတွေကိုလေဖဏအစုပ်နဲ့ရှိတုပ်ပြီးတော့စောက်ွက်တွေကိုကြီးရိုက်ပြီးတော့အဲ့လိုဂါရဝပြုမှာမလားမင်းတို့ကပြည်သူတွေရဲ့ဂါရဝအပြုကိုခံကျင်တာကိုနောင်လာနောက်သားတွေရဲ့ဂါရဝအပြုကိုလည်းမင်းတို့ကခံကျင်တာကိုအဲ့ဒါကြောင့်လို့တို့ပြည်သူတွေကလည်းပြည့်ပြည့်ဝဝကြီးကိုဂါရဝပြုပေးမှာနော်မှန်လားဘယ်လိုပြုမှာလဲဆိုတော့ဖဏအစုပ်ရှိတုပ်ပြီးတော့မင်းတို့ရဲ့စောက်ခွက်တွေကိုရိုက်ပြီးတော့အဲ့လိုဂါရဝပြုမှာနောင်လာနောက်သားတွေကလည်းဖဏအစုပ်ကိုရှိတုပ်ပြီးတော့မင်းတို့ရဲ့စောက်ခွက်ကိုရိုက်ပြီးတော့အဲ့လိုဂါရဝပြုမှာနော်မှန်လားကြည့်ပြည်သူတွေဒီစောက်ခွက်ဒီကြည်စမ်းဒီတလိษံလူတလိษံနော်စစ်မိတ်ဆာစစ်ခွေးတွေအမေကြည့်ဒီစောက်ခွက်တွေတပြားသားမှမတန်တဲ့စောက်ခွက်တွေနော်တပြားသားမှမတန်တဲ့စောက်ခွက်တွေဒါတို့ကပြည်သူတွေရဲ့ဂါရဝအပြုကိုခံကျင်သေးတယ်နော်